ဖတ်ရှုနားဆင်တစ်နှစ်တာနှုတ်ကပတ်သမတရားအစီအစဉ်မှကြိုဆိုပါရစေ။ဒီကနေ့ဖတ်ရှုနားဆင်ရမယ့်နှုတ်ကပတ်သမကျမ်းစာတော်မြတ်ကတော့စာလံ32မှ35ထိဖြစ်ပါတယ်။စာလံ32အပြစ်မှလွတ်ခြင်းဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ရောက်သောသူသည်မင်္ဂလာရှိ၏။ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့်ကင်းလွတ်၍လှည့်စားတတ်သောစိတ်သဘောနှင့်ကင်းစင်သောသူသည်မင်္ဂလာရှိ၏။ငါသည်အပြစ်ကိုမဖော်မပြဘဲနေစဉ်အခါတစ်နေ့လုံးညှိတွားသောအားဖြင့်ငါအယိုးတို့သည်ဆွေးမြေ့ခြင်းသို့ရောက်ကြ၏။နေ့ညမပြတ်ကိုတော်၏လက်သည်အကျွန်ုပ်အပေါ်မှလေး၍အကျွန်ုပ်၏ချွေးရည်သည်ຫນွေကာလ၌သွေ့ချောက်ခြင်းကဲ့သို့ဖြစ်ပါ၏။တဖန်အကျွန်ုပ်သည်ကိုအပြစ်ကိုရှေ့တော်၌ဝန်ချပါ၏။ပြုမိသောဒုစရိုက်ကိုဝှဲ့၍မထားပါ။ငါလွန်ကျူးသောအရာကိုထာဝရဘုရားအားဖော်ပြတောင်းပန်မည်ဟုပြောဆိုသောအခါကိုတော်သည်အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကိုလွတ်တော်မူ၏။ထိုကြောင့်ကိုတော်ကိုတွေ့သင့်သောအချိန်ကာလ၌တန်ရှင်းသူအပေါင်းတို့သည်ရှေ့တော်၌တောင်းလျှောက်ကြပါလိမ့်မည်။အကယ်စင်စစ်လွှမ်းမိုးတတ်သောရေကြီးသည်သူတို့ထံသို့မချင်းရပါ။ကိုတော်သည်အကျွန်ုပ်ခိုလုံရာဖြစ်တော်မူ၏။အကျွန်ုပ်ကိုဘေးလွတ်စေခြင်းငှာကွယ်ကာစောင့်မတော်မူ၏။ကယ်လွတ်ကြောင်းကိုဆိုသောသခြင်းနှင့်အကျွန်ုပ်ကိုချမ်းရံစေတော်မူ၏။သင်ကိုငါသွန်သင်မည်။သင်သွားရမည်လမ်းကိုပြညွှန်မည်။သင်ကိုကြည့်ရှုပြုစုမည်။ဉာဏ်ပညာမဲ့သောမြင်လာကဲ့သို့မဖြစ်နှင့်။သူသည်သင်ထံသို့မချင်းကပ်သောကြောင့်ပါးစပ်ကိုဇက်ခွန့်၍ဇက်ကြိုးနှင့်ဆွဲရမည်။မတရားသောသူသည်များစွာသောဒုက္ခကိုခံရ၏။ထာဝရဘုရား၌ကိုးစားသောသူကိုကဂရုဏာတော်သည်ဝန်းရံတတ်၏။ဖြောင့်မတ်သောသူတို့ထာဝရဘုရား၌ဝမ်းမြောက်ရွှင်လန်းကြလော့။သဘောဖြောင့်သောသူတို့ရွှင်လန်းစွာသခြင်းဆိုကြလော့။စာလံ33ဖြောင့်မတ်သောသူတို့ထာဝရဘုရားကိုအမိပြု၍ရွှင်လန်းစွာသခြင်းဆိုကြလော့။ထောမနာပြုခြင်းအကျင့်သည်သဘောဖြောင့်သောသူတို့နှင့်ထိုက်တန်လျောက်ပတ်ပေ၏။စောင်းတီး၍ထာဝရဘုရားကိုချီးမွမ်းကြလော့။ကျိုးဆယ်ပင်ရှိသောတူရိယာနှင့်ထောမနာသခြင်းဆိုကြလော့။ရှေ့တော်၌အသစ်သောသခြင်းကိုဆိုကြလော့။တဘိုးမှုတ်ခြင်းနှင့်တကွသာယာစွာတီးကြလော့။အကြောင်းမူကားထာဝရဘုရား၏နှုတ်ကပတ်တော်သည်ဖြောင့်မတ်ပေ၏။စီရင်တော်မူသမျှသောအမှုတို့သည်လည်းသစ္စာတရားနှင့်ညီကြ၏။ဖြောင့်မတ်စွာကျင့်ခြင်းနှင့်တရားသဖြင့်စီရင်ခြင်းကိုနှစ်သက်တော်မူ၏။ပထဝီမြေကြီးသည်ထာဝရဘုရား၏ကျေးဇူးတော်နှင့်ပြည့်ဝလျက်ရှိ၏။ထာဝရဘုရား၏နှုတ်ကပတ်တော်အားဖြင့်မိုးကောင်းကင်ကို၎င်းနှုတ်တော်အသက်အားဖြင့်မိုးကောင်းကင်တစားများကို၎င်းဖန်ဆင်းတော်မူ၏။သမုဒ္ဒရာရေကိုစုပုံစုဝေးစေတော်မူ၏။နက်နဲသောသမုဒ္ဒရာကိုလည်းလုံခြုံရာအရပ်တို့၌သို့ထားတော်မူ၏။ထာဝရဘုရားကိုမြေကြီးတစ်ပြင်လုံးကြောက်ရွံ့စေလောကီနိုင်ငံသားအပေါင်းတို့သည်ယိုသေးလေးမြတ်ကြစေအကြောင်းမူကားထာဝရဘုရားမွဲ့ဆို၍မွဲ့ဆိုတော်မူသည့်အတိုင်းဖြစ်၏အမိန့်တော်ရှိ၍မိန့်တော်မူသည့်အတိုင်းတည်လျက်နေ၏ထာဝရဘုရားသည်တပါးအမျိုးသားတို့၏တိုင်ပင်ခြင်းကိုပယ်တော်မူ၏လူစုတို့၏ကြံစီခြင်းကိုလည်းဖျက်ဆီးတော်မူ၏ထာဝရဘုရား၏ပြဋ္ဌာန်းတော်မူခြင်းသည်ကာလအနန္တနှင့်ဆိုင်၍စိတ်နှလုံးတော်၏အကြံအစီတို့သည်သားစဉ်မြေးဆက်အဆုံးတိုင်အောင်တည်ကြလိမ့်မည်ထာဝရဘုရားသည်အကျင့်အမျိုး၏ဘုရားဖြစ်၍အကျင့်လူစုကိုမိမိအမွေဥစ္စာဖို့ရွေးကောက်တော်မူ၏ထိုအမျိုးနှင့်ထိုလူစုသည်မင်္ဂလာရှိ၏ထာဝရဘုရားသည်ကောင်းကင်ဘုံကကြည့်ရှု၍လူသားအပေါင်းတို့ကိုမြင်တော်မူ၏ကျိန်းဝတ်တော်မူရာအရပ်ကကြည့်ရှု၍မြေကြီးပေါ်မှနေသောသတ္တဝါအပေါင်းတို့ကိုမှတ်တော်မူ၏သူတို့၏စိတ်နှလုံးရှိသမျှတို့ကိုဖန်ဆင်း၍သူတို့ကျင့်သမျှသောအကျင့်တို့ကိုလည်းဆင်ခြင်တော်မူ၏ရှင်ဘုရင်မြည်သည်ကားများစွာသောအလုံးအရင်းအားဖြင့်ချမ်းသာမရသူရဲသည်လည်းခွန်အားကြီးသောအားဖြင့်ကယ်လွတ်ခြင်းသို့မရောက်မြင်းတော်လည်းဘေးလွတ်ခြင်းအမှုကိုမတတ်နိုင်ကြီးစွာသောခွန်အားဗလဖြင့်မကယ်မယူနိုင်ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့နှင့်ဂရုဏာတော်ကိုခိုလှုံသောသူတို့သည်သေဘေးနှင့်ကင်းလွတ်မည်အကြောင်းအစာခေါင်းပါးသည့်ကာလ၌အသက်ရှင်မည်အကြောင်းသူတို့ကိုကြည့်ရှုလျက်ရှိတော်မူ၏ငါတို့၏ဝိညာဉ်သည်ထာဝရဘုရားကိုမျှော်လင့်လျက်နေ၏ထိုဘုရားသည်ငါတို့ကိုမဆသောသူကွယ်ကာသောသူဖြစ်တော်မူ၏သန့်ရှင်းသောနာမတော်ကိုခိုလှုံသောကြောင့်ငါတို့သည်ထာဝရဘုရား၌ဝမ်းမြောက်ခြင်းရှိကြ၏အိုထာဝရဘုရားအကျွန်ုပ်တို့သည်ကိုယ်တော်ကိုကိုးစားသည်နှင့်အညီအကျွန်ုပ်တို့အပေါ်မှာဂရုဏာတော်သက်ရောက်ပါစေသောစာလံ34
ဒါဝိဒ်သည်အဘိမလက်မင်းရှိမှထူးခြားသောအချင်းအရာကိုပြုသဖြင့်နှင်ထုတ်ခြင်းကိုခံရ၍ထွက်သွားသောအခါဆက်ဆူသောဆာလံငါသည်ခတ်သိမ်းသောကာလတို့၌ထာဝရဘုရားကိုကောင်းကြီးပေးမည်ဂုဏ်ကျေးဇူးတော်ကိုအစဉ်မပြတ်မွဲ့ဆိုမည်ငါဝိညာဉ်သည်ထာဝရဘုရားကိုအမိပြု၍ဝါကြွားခြင်းကိုပြုမည်နှိမ်ချလျက်ရှိသောသူတို့သည်ကြားသိ၍ဝမ်းမြောက်ကြပါစေသောငါနှင့်အတူထာဝရဘုရားကိုချီးမွမ်းကြလော့နာမတော်ကိုတညီတညွတ်တည်းချီးမြှောက်ကြကုန်အံ့ငါသည်ထာဝရဘုရားကိုရှာသောအခါနားထောင်တော်မူ၏ကြောက်မဲ့ပွေသောအကြောင်းအလုံးစုံတို့အထက်ကငါကိုကယ်နှုတ်တော်မူ၏ထာဝရဘုရားကိုမျှော်ကြည့်ကြလော့အလင်းကိုရကြလိမ့်မည်မျက်နှာရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်ဤဆင်းရဲသောသူ၏အော်ဟစ်ခြင်းအသံကိုထာဝရဘုရားသည်နားထောင်၍ခတ်သိမ်းသောဆင်းရဲထဲကကယ်လွတ်တော်မူ၏ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့ပတ်လည်၌ကောင်းကင်တမန်တော်တို့သည်တက်ချ၍ကယ်လွတ်တတ်ကြ၏ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည့်အကြောင်းကိုမြည်ဆန်း၍သိမှတ်ကြလော့ကိုယ်တော်ကိုခိုလှုံသောသူသည်မင်္ဂလာရှိ၏ထာဝရဘုရား၏သန့်ရှင်းသူတို့ထာဝရဘုရားကိုကြောက်ရွံ့ကြလော့ကြောက်ရွံ့သောသူတို့၌ဆင်းရဲခြင်းမရှိရာရှင်သေးတို့သည်ဆင်းရဲ၍ငတ်မှုခြင်းကိုခံရတော်လဲထာဝရဘုရားကိုရှာသောသူတို့၌ကောင်းသောအရာတစ်စုံတစ်ခုမျှမလိုရာအချင်းသူငယ်တို့လာကြလော့ငါစကားကိုနားထောင်ကြလော့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းတရားကိုသင်တို့အားငါသွန်သင်မည်ကောင်းမွန်သောအရာကိုတွေ့မြင်မိအကြောင်းအသက်ရှင်ခြင်းနှင့်တကွနေ့ရက်ကာလကိုတောင့်တလိုခြင်းသောသူမည်စီကားကိုရှာကိုမကောင်းသောအရာနှင့်ကင်းစေလော့နှုတ်ခမ်းလဲမှုသားစကားကိုမပြောစေနှင့်ဒုစရိုက်ကိုလွှဲရှောင်၍သူစရိုက်ကိုပြုလော့သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကိုရှာ၍မိအောင်လိုက်လော့ထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကိုကြည့်ရှုတော်မူ၏သူတို့အော်ဟစ်သံကိုလည်းနားထောင်တော်မူ၏ဒုစရိုက်ကိုပြုသောသူတို့ကမြေကြီးပေါ်မှအောက်မေ့စရာအမှတ်မြတ်မရှိစေခြင်းဟာပယ်ရှင်းမိအကြောင်းထာဝရဘုရားသည်မျက်နှာထားတော်မူ၏ဖြောင့်မတ်သောသူတို့သည်အော်ဟစ်သောအခါထာဝရဘုရားသည်နားထောင်၍သူတို့ကိုခတ်သိမ်းသောဆင်းရဲတွေကကယ်လွတ်တော်မူ၏ထာဝရဘုရားသည်ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့်နှလုံးကြည်ကွဲသောသူတို့ကိုနီးတော်မူ၏နောင်တရှိ၍နှိမ့်ချသောသူတို့ကိုလည်းကယ်တင်တော်မူ၏ဖြောင့်မတ်သောသူသည်များစွာသောဒုက္ခဆင်းရဲကိုခံရတော်လဲထာဝရဘုရားသည်ခတ်သိမ်းသောဒုက္ခဆင်းရဲထဲကကယ်လွတ်တော်မူ၏သူ၏အယိုးရှိသမျှတို့ကိုစောင့်ရှောက်တော်မူသည်ဖြစ်၍တချောင်းမြမကြိုးမပစ်ရမတရားသောသူမူကားဘေးဖြင့်အသက်ဆုံးခြင်းသို့ရောက်ရမည်ဖြောင့်မတ်သောသူကိုမုန်းသောသူတို့သည်အပြစ်စီရင်ခြင်းကိုခံရကြမည်ထာဝရဘုရားသည်မိမိကျွန်တို့၏အသက်ဝိညာဉ်ကိုရွေးနှုတ်တော်မူသည်ဖြစ်၍ကိုယ်တော်ကိုခိုလှုံသောသူတစ်စုံတစ်ယောက်မျှအပြစ်စီရင်ခြင်းကိုမခံရဆာလံ35အိုထာဝရဘုရားအကျွန်ုပ်၌ဆန့်ကျင်ဘက်ပြုသောသူတို့ကိုဆန့်ကျင်ဘက်ပြုတော်မူပါအကျွန်ုပ်ကိုစစ်တိုက်သောသူတို့ကိုတိုက်တော်မူပါဒိုင်းလွှားကိုကန်၍အကျွန်ုပ်ကိုကူညီခြင်းငှာထတော်မူပါအကျွန်ုပ်ကိုလိုက်သောသူတို့ရှေ့၌လှံတော်ကိုရွယ်၍စီးတားတော်မူပါငါသည်သင်၌ချမ်းသာပေးသောသူပေသည်ဟုအကျွန်ုပ်၏ဝိညာဉ်အားမိန့်တော်မူပါအကျွန်ုပ်အသက်ကိုရှာသောသူတို့သည်အရှက်ကွဲ၍မျက်နှာပြက်ကြပါစေသောအကျွန်ုပ်ကိုအန္တရာယ်ပြုမိဟုကြံစီသောသူတို့သည်လှန်ခြင်းကိုခံရ၍ရှက်ကြောက်ခြင်းသို့ရောက်ကြပါစေသောထိုသူတို့သည်လေတိုက်သောဖွဲကဲ့သို့ဖြစ်ကြပါစေသောထာဝရဘုရား၏တမန်စီလည်းသူတို့ကိုလှဲပါစေသောသူတို့သွားသောလမ်းသည်မိုက်သောလမ်းချောသောလမ်းဖြစ်ပါစေသောထာဝရဘုရား၏တမန်စီလည်းသူတို့ကိုလိုက်ပါစေသောအကြောင်းမရှိဘဲအကျွန်ုပ်အဖို့ကြော့ကွင်းကိုဝှက်ထားကြပါပြီအကြောင်းမရှိဘဲအကျွန်ုပ်အသက်ကိုသတ်เสียဖို့တွင်းကိုတူးကြပါပြီထိုသို့သောသူသည်အမှတ်တမဲ့ပျက်စီးခြင်းသို့ရောက်ပါစေသောမိမိဝှက်ထားသောကြော့ကွင်းသည်မိမိကိုကြော့မိပါစေသောမိမိတွင်းထဲသို့မိမိကြပါစေသောသို့ဖြစ်လျင်ငါ၏ဝိညာဉ်သည်ထာဝရဘုရားကိုအမိပြု၍ဝမ်းမြောက်ခြင်းရှိလိမ့်မည်ကဲတင်တော်မူခြင်းအကြောင်းကိုလည်းအမိပြု၍စိတ်ရွှင်လန်းမြူးထူးခြင်းရှိလိမ့်မည်အကျွန်ုပ်အယိုးရှိသမျှတို့ကလည်းအိုထာဝရဘုရားအစိုးတရားပြုသောသူ၏လက်မှဆင်းရဲသားကိုနှုတ်တော်မူ၍လူယူဖြစ်စည်းတတ်သောသူ၏လက်၌ဆင်းရဲငတ်မှုခြင်းခံနေရသောသူကိုချမ်းသာပေးတော်မူတတ်သောကိုယ်တော်နှင့်အဘယ်သူတူပါသနည်းဟုလျှောက်ဆိုကြမည်မမှန်သောသက်သေတို့သည်ပေါ်လာ၍ငါမသိသောမှုပြစ်တို့ကိုငါအပေါ်မှာတင်ကြ၏ငါပြုသောကျေးဇူးအတွက်သူတို့သည်
ငါအသက်ကိုလူယူချင်းဒီဟုသောမကောင်းသောအရာကိုဆက်ပေးကြ၏ငါမူကားသူတို့၌အနာရောဂါဆွဲသောအခါရှော်တီအဝတ်ကိုဝတ်ဆင်လျက်အစာကိုရှောင်၍ချိုးချံစွာကျင့်လေ၏ကိုရင်ခွင်ကိုမျက်နှာပြုလျက်ဆုတောင်းလေ၏သူတို့ကိုငါ၏မိတ်ဆွေငါ၏ညီအကိုကဲ့သို့သဘောထား၍ငါပြု၏ကိုအမိကိုအောက်မေ့၍စိတ်မသာညှိတွားသောသူကဲ့သို့ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက်တမိုင်မှိုင်နေလေ၏ငါလဲသောအခါမူကားသူတို့သည်ဝမ်းမြောက်၍စီဝေးကြ၏ရိုက်ပုတ်သောသူတို့သည်ငါတစ်ဖက်၌စီဝေးကြ၏သူတို့ကိုလည်းငါမသိရမရမနာဘဲငါကိုဆွဲဖြတ်ကြ၏ပွဲ၌ခစားတတ်သောလူဆိုးတို့နှင့်အတူငါကိုအံသွားခဲကြိတ်ကြ၏အိုးထာဝရဘုရားအဘယ်မျှကာလပတ်လုံးကြည့်ရှု၍နေတော်မူမည်နီအကျွန်ုပ်အသက်ကိုသူတို့ပြုသောဘေးဥပတ်မှ၎င်းအကျွန်ုပ်အချစ်ဆုံးကိုရှင်သေးတို့မှ၎င်းကဲ့လွတ်တော်မူပါကျေးဇူးတော်ကြီးလာပါ၏ဟုမဟာပရိသတ်အလယ်မှာအကျွန်ုပ်ဝန်ခံပါမည်များစွာသောလူစုတွင်ကိုတော်ကိုချီးမွမ်းပါမည်မဟုတ်မမှန်ဘဲအကျွန်ုပ်ကိုရံပက်ပြုသောသူတို့သည်အောင်ပွဲကိုမခံကြပါစေနှင့်အကြောင်းမရှိဘဲအကျွန်ုပ်ကိုမုန်းသောသူတို့လည်းမျက်စိဆွေပြခြင်းကိုမပြုကြပါစေနှင့်အကြောင်းမူကားသူတို့သည်အမှုငြိမ်းစေသောစကားကိုမပြောကြပါငြိမ်ဝတ်စွာနေသောပြည်သားတို့တစ်ဖက်၌တိုးဝက်သောအမှုများကိုကြံစီကြပါ၏အကျွန်ုပ်ကိုပါဇက်ဟ၍အေဟေအေဟေငါတို့သည်ကိုမျက်စိနှင့်မြင်ရပြီဟုဆိုကြပါ၏အိုးထာဝရဘုရားကိုတော်သည်သိမြင်တော်မူ၏အိုးဘုရားရှင်တိတ်ဆိတ်စွာနေတော်မမူပါနှင့်အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်အကျွန်ုပ်၏ဘုရားသခင်အကျွန်ုပ်၏အရှင်အကျွန်ုပ်၌ရောက်သောအမှုကိုစီရင်တော်မူမည်အကြောင်းကိုနှိုးဆော်၍ထတော်မူပါအကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားကိုတော်သည်ဖြောင့်မတ်တော်မူခြင်းနှင့်အညီအကျွန်ုပ်အမှုကိုဆုံးဖြတ်တော်မူပါသူတို့သည်အကျွန်ုပ်ကိုနိုင်၍ဝမ်းမမြောက်ကြပါစေနှင့်ငါတို့အလိုပြည့်စုံပြီဟုမအောက်မေ့ကြပါစေနှင့်ငါတို့သည်သူ့ကိုမျိုးပြီဟုမပြောကြပါစေနှင့်အကျွန်ုပ်၌ဘေးရောက်သည့်အကြောင်းကိုဝမ်းမြောက်သောသူအပေါင်းတို့သည်အရှက်ကွဲ၍မျက်နှာပြစ်ကြပါစေသောအကျွန်ုပ်တစ်ဖက်၌ကိုချီးမြှောက်တတ်သောသူတို့အပေါ်မှာအသရေပြက်ခြင်းနှင့်ရှက်ကြောက်ခြင်းဆက်ရောက်ပါစေသောအကျွန်ုပ်၏ဟုတ်မှန်ခြင်းဘက်၌နေသောသူတို့သည်ရွှင်လန်းစွာသခြင်းဆို၍ဝမ်းမြောက်ကြပါစေသောမိမိကျွန်၌ချမ်းသာတိုးပွားခြင်းအကြောင်းကိုနှစ်သက်တော်မူသောထာဝရဘုရားသည်ဘုန်းကြီးတော်မူစေသတည်းဟုသူတို့သည်အစိမပြတ်မွဲ့ဆိုကြပါစေသောအကျွန်ုပ်သည်လည်းကိုယ်တော်၏ဖြောင့်မတ်တော်မူခြင်းအကြောင်းအရာကိုမွဲ့ဆို၍အစိမပြတ်ကိုယ်တော်ကိုချီးမွမ်းပါမည်ဒီကနေ့ဖတ်သွားတဲ့ကျမ်းပိုက်များကတော့ဆာလံ32မှ35အထိဖြစ်ပါတယ်နှုတ်ကပတ်တော်ကိုကြားနာသူအပေါင်းဖျားရှင်ကောင်းကြီးပေးပါစေ